ရှေရှေတုံးကတက္ကသိုလ်ပြီးမှပညာသင်ကြားပြီးမိမိရဲ့ဇာတိရက်ရွာကိုပြန်လာတဲ့မောင်ပေါက်ကျိုင်းဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ပါတယ်။သူဟာအယမ်းကိုထပ်မြက်ပြီးဇွဲလုံးလက်နဲ့ပြည့်စုံသူတူပေါ့။ပညာဆုံးလွတ်အိမ်ပြန်ခါနီးမှာဆရာကြီးကမောင်ပေါက်ကျိုင်းကိုအဖိုးတန်နဲ့လမ်းညွန်စကား၃ခုမှကြားလိုက်ပါတယ်။အဲ့ဒါတွေကတော့မေးပါများစကားရသွားပါများခရီးရောက်အိပ်ပါများအိပ်မက်မြင်းဆိုတာပါပဲမောင်ပေါက်ကျိုင်းဟာဒီစကားတွေကိုရိုးရိုးလေးလိုမမှတ်ပဲရွှေတိုက်ဆိုးတယ်လို့အလေးအနက်နှလုံးသွင်းပြီးခရီးဆက်ခဲ့ပါတယ်မောင်ပေါက်ကျိုင်းဟာရွာစဉ်ပတ်လေလှည့်လေသွားလာရင်တကောင်းပြည်ကိုရောက်ရှိလာပါတယ်အဲ့ဒီအချိန်မှာတကောင်းပြည်မှာအယမ်းကိုထူးဆန်းပြီးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်နေတယ်လေတကောင်းမင်းကြီးနတ်ရွာဆန်ပြီးတိုင်းမိဖုရားကောင်ကြီးနဲ့လက်ထပ်တဲ့မင်းတစ်တီဟာတညပဲခံပြီးနောက်တနေ့မနက်မှာအလောင်းအဖြစ်နဲ့ပဲတွေ့ရတာပါပဲဒီသတင်းကိုကြားတော့မောင်ပေါက်ကျိုင်းကမကြောက်မရွံ့ပဲဆရာကြီးမာလိုက်တဲ့မေးပါများစကားရဆွဲအတိုင်းနန်းတော်ကိုရောက်အောင်သွားပြီးဘရင်အဖြစ်အရွေးခံလိုက်ပါတယ်မောင်ပေါက်ကျိုင်းဟာမိဖုရားကောင်ကြီးနဲ့လက်ထပ်ပြီးတဲ့နောက်ပထမဆုံးညမှာဆရာကြီးပေးတဲ့အိပ်ပါများအိပ်မက်မြင်းဆိုတဲ့စကားကိုစဉ်းစားပါတယ်။တကယ်အိပ်ပျော်သွားရင်တော့ငါအသက်အန္တရာယ်ရှိနိုင်တယ်။အိပ်ဆက်ခြင်းဆိုတာတတိကင်းလွတ်တာပဲလို့သူတွေးမိပါတယ်။ဒါနဲ့သူဟာလူပုံတရံလှုပ်ထားတဲ့ငှက်ပြောတုံးတွေကိုစောင်းချုံပြီးအိပ်ယာပေါ်မှာတင်ထားလိုက်ပါတယ်။သူကိုယ်တိုင်ကတော့ဓာတ်တလက်ကိုကြစ်ကြစ်ပါအောင်စုပ်ပြီးတိုင်ကက်လျက်လူမသိအောင်ပုံနေခဲ့တာပေါ့။တန်းခေါင်ရန်အချင်းရောက်တဲ့အခါမိဖုရားကြီးရဲ့စပင်ကြားထဲကနေကြောက်စရာကောင်းတဲ့နဂါးကြီးတစ်ကောင်ထွက်လာပါတော့တယ်။နဂါးကြီးဟာအိယာဘော်ကငှက်ပြောတုံးကိုလူထင်ပြီးအားနဲ့ကိုက်လိုက်တဲ့အချိန်မှာပဲမောင်ပေါက်ကျိုင်းကတတိရှိရှိနဲ့နဂါးကြီးကိုဓာတ်နဲ့အပိုင်းပိုင်းခုတ်တက်လိုက်ပါတယ်။ဒီလိုနဲ့သူဟာတညချင်းမှာပဲအသက်ဘေးကလွတ်မြောက်ပြီးတကောင်းဖီရဲ့ဘီရင်ဖွက်လာခဲ့ပါတယ်။နဂါးကြီးတေဆုံးသွားလာကိုမြင်တော့မိဖုရားကြီးကအယမ်းဝမ်းနေသွားပါတယ်။သူကမောင်ပေါက်ကျိုင်းကိုစမ်းတက်ဖို့ပဟေလီတကူထုတ်လိုက်ပြန်ပါတယ်။ထောင်တောင်းမကရဲ့အကောင်ကိုတတ်ဖို့ရဲ့အခြေမရှိတဲ့အကောင်ကိုတတ်ဖို့ရဲ့အခြေနှစ်ချောင်းရှိတဲ့အကောင်ကိုတော့မတတ်ဖို့သေးဘူး။ဒီပဟေလီကိုမဖြေနိုင်ရင်မောင်ပေါက်ကျိုင်းနန်းချခံရမှာပါ။အဖြေကိုချက်ချင်းမသိပေမဲ့မောင်ပေါက်ကျိုင်းဟာဆရာကြီးမာလိုက်တဲ့မဲပါများစကားရဆိုရဲ့အတိုင်းနန်းတော်ထဲမှာရောမြို့ထဲမှာပါအခောက်ခောက်အခါခါမင်းမြန်းစုံစမ်းပါတယ်။နောက်ဆုံးမှာတော့သူအဖြေရသွားပါပြီ။အဲ့ဒါကတော့ထောင်တောင်းမကတဲ့အကောင်ဆိုတာတန်းမိဖုရားကြီးကငကားနဲ့တွေ့ကိုစပင်ရှင်းရင်တန်းကြီးကိုတတ်ခဲ့တာအခြေမရှိတဲ့အကောင်ဆိုတာငကားအခြေနှစ်ချောင်းရှိတဲ့အကောင်ကတော့မောင်ပေါက်ကျိုင်းကိုယ်တိုင်ပဲဖြစ်ပါတယ်။မောင်ပေါက်ကျိုင်းဟာပဟေလီကိုမှန်ကန်စွာဖြေဆိုနိုင်ခဲ့တဲ့အတွက်တကောင်းပြည်ရဲ့တရားဝင်ဘရင်အဖြစ်အောင်မြင်စွာအုပ်ချုပ်နိုင်ခဲ့ပါတယ်။ပုံပြင်လေးရဲ့သင်ခန်းစာကတော့လူတစ်ယောက်ဟာပညာရှိယုံတင်မကပဲဆရာသမားရဲ့လမ်းညွှန်မှုကိုလေးစားလိုက်နာခြင်းဘေးအန္တရာယ်ကြားမှာတတိကြီးစွာထားခြင်းနဲ့မတိတာကိုမရှက်မကြောက်မေးမြန်းခြင်းရှိရင်ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးကိုပဲအောင်မြင်စွာကြော်ဖြတ်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။